မကြသေးခင်ကပြတ်ကျခဲ့တဲ့အိန္ဒိယမှာလိုက်ပါစီးနှင်းလာတဲ့ခရီးသည်တွေကြားထဲမှာတဦးဒီတော့အသက်ရှင်ကျန်ရစ်နေသူကတော့ခုံနံပါတ် 11A မှာထိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ထူးဆန်းတာကတော့1998ခုနှစ်ကခရီးသည်100ဦးကိုတေဆုံးစေခဲ့တဲ့လေယာဉ်ပြတ်ကျမှုမှာဆိုရင်လေခုံနံပါတ် 11A မှာထိုင်ခဲ့တဲ့ထိုင်းအဆိုတော်လေးတဦးကအသက်ရှင်လွတ်မြောက်ခဲ့ဥပါတယ်။ဒါကတကယ်ပဲတိုက်ဆိုင်တာလား။ဘာကြောင့်ဒီလောက်ထိတိုက်ဆိုင်တာလဲဆိုတဲ့အဖြေကိုတော့ဘယ်သူမှမသိကြပါဘူး။ဒါပေမဲ့ဒီလိုတိုက်ဆိုင်မှုတွေကတခုတည်းမဟုတ်ပဲတမိုင်းမှာဒီလိုတိုက်ဆိုင်မှုတွေရှိနေပါသေးတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဒီလိုလှုပ်ဝက်စမ်းကြဲပြီးတော့မှော်ဆန်တဲ့အတိတ်ကဖြစ်ရတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုပြန်ပြောဖို့အတွက်ခုနကပြောခဲ့တဲ့လေရင်ပြတ်ကျမှုတွေကိုပြန်သွားကြည့်လိုက်ရအောင်နော်။အခုချိန်မှာအသက်48နှစ်ရှိနေပြီဖြစ်တဲ့ထိုင်းအဆိုတော်တဦးက1998ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာဘန်ကောက်ကနေစူရက်ဌာနီကိုပြန်တန်းခဲ့တဲ့ထိုင်းအဲဝေးလေကြောင်းလိုင်းကိုစီးနင်းခဲ့တာဖြစ်ပြီးတော့လေယာဉ်ဆင်းသက်ဖို့ကြိုးပမ်းနေစဉ်အတွင်းမှာပဲရွှွန့်ပွက်ကန်ထဲကိုထိုးဆိုင်ကြခဲ့တာဖြစ်ပါတယ်။ဒီပြတ်ကျမှုမှာတော့ခရီးသည်132ဦးအနက်101ဦးနဲ့လေယာဉ်ဝန်ထမ်း14ဦးကိုတေဆုံးစေခဲ့ပြီး45ဦးထပ်မံဒဏ်ရာရခဲ့ပါတယ်။ဒီပြတ်ကျမှုမှာပါဝင်ခဲ့တဲ့ထိုင်းအဆိုတော်ကအခုအပတ်အတွင်းအိန္ဒိယလေယာဉ်ပြတ်ကျမှုမှာတဦးတဲ့အသက်ရှင်ကျန်ခဲ့သူဖြစ်တဲ့အိန္ဒိယနွယ်ဘာဗြိတိန်နိုင်ငံသားထိုင်ခဲ့တဲ့ခုံနံပါတ် 11A မှာထိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးကလေရင်ပြတ်ကျမှုကိုလည်းကြုံခဲ့ရသလိုခုံနံပါတ်အထိပါတူနေတဲ့အသက်ရှင်ကျန်ရစ်ခဲ့တဲ့ရှင်သန်သူတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးအသက်အန္တရာယ်နဲ့ဆိုင်တဲ့တူညီမှုတွေမထင်မှတ်ဘဲဖြစ်လာတာကအလွန်အံ့ဩဖို့ကောင်းလာပါတယ်။ဒါပေမဲ့ဒီလိုမျိုးမှော်ဆန်ဆန်တိုက်ဆိုင်မှုတွေကအခုမှဖြစ်တာတော့မဟုတ်ပါဘူး။အတိတ်မှာဒီလိုမှော်ဆန်တဲ့တိုက်ဆိုင်မှုတွေအများအပြားဖြစ်ခဲ့ပူပါတယ်။ဒီတိုက်ဆိုင်မှုတွေထဲကတစ်ခုကတော့1989ခုနှစ်မှာ Morgan Robertson ဆိုတဲ့စာရေးဆရာရေးသားခဲ့တဲ့ Fertility ဆိုတဲ့ဝတ္ထုတအုပ်လည်းပါဝင်ပါတယ်။ဒီဝတ္ထုထဲမှာတော့တိုက်တန်လို့ခေါ်တဲ့သင်္ဘောကြီးတစ်စင်းကရေခဲတူကြီးကိုတိုက်မိပြီးတော့ပင်လယ်အေးထဲကိုနစ်သွားတဲ့အကြောင်းရေးထားတာပဲဖြစ်ပါတယ်။ဒါအပြင်သင်္ဘောမှာလုံခြုံရေးနောက်ကျခဲ့တာကြောင့်လူတွေအများကြီးတိတ်ဆုံးခဲ့ရတဲ့အကြောင်းလည်းရေးထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်ကိုထူးဆန်းတဲ့တိုက်ဆိုင်မှုကတော့14နှစ်အကြာမှာပဲဖြစ်ပွားခဲ့ပါတယ်။ဒါကတော့အခုချိန်မှာလူတိုင်းသိကြတဲ့တိုက်တန်နှစ်လို့ခေါ်တဲ့သင်္ဘောကရေခဲတူကြီးကိုတိုက်မိပြီးစာအုပ်ထဲကတိုက်တန်သင်္ဘောကြီးနဲ့90%တူတဲ့အခြေအနေအတိုင်းပြတ်ကျသွားခဲ့ရဖြစ်ပါတယ်။ဒီသင်္ဘောပြတ်ကျမှုမှာဆိုရင်လည်းအမည်လဲတူမတော်တဆဖြစ်တာချင်းလဲတူသလိုခရီးတဲ့အရွေတက်ကလည်းတူနေပါတယ်။ဒါကြောင့်ဝတ္ထုဖန်တီးတဲ့ Morgan Robertson တယောက်ကအနာဂတ်ကိုကြိုတင်အကြမ်းမြင်ရခဲ့တာလားဒါမှမဟုတ်ကံတရားကပဲတမင်တိုက်ဆိုင်အောင်ဖန်တီးနေခဲ့တာလားဆိုတာကတော့တွေးတောစရာတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ထပ်ဒီလိုထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုလည်းရှိပါသေးတယ်။ဒါကတော့1985ခုနှစ်မှာလူတစ်ယောက်ကလန်ဒန် Underground မှာရထားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ဒဏ်ရာရခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့်ပဲအလွန်ပြင်းထန်တဲ့ဒဏ်ရာကိုအသက်လူပြီးတော့ကုခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ထူးခြားစမ်းကြဲတဲ့တိုက်ဆိုင်မှုတစ်ခုက15နှစ်အကြာမှာထပ်ဖြစ်ခဲ့ပါတယ်။ဒါကတော့ဒီလူက1990ခုနှစ်မှာတူညီတဲ့နေတူညီတဲ့ယထာလိုင်းမှာပဲထပ်မံပြီးတော့ယထာမတော်တဆမှုဖြစ်ခဲ့ပြီးအသက်မသေးဘဲနဲ့ဒဏ်ရာပဲရခဲ့ပါတယ်။ကဲတန်တရားဖြစ်စရာကတော့ဒါကြိုတင်ပြီးတော့ကြံစီထားရလားတကယ်ကိုတိုက်ဆိုင်တဲ့မတော်တဆမှုပဲလားဆိုတာကတော့ဘယ်သူမှမသိခဲ့ရပါဘူးပိုပြီးစိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့15နှစ်အကြာမှာသူ့ကိုကုပေးခဲ့တဲ့ဆရာဝန်ကလည်းအရင်ယထာတိုက်ခံရတော့ကုပေးရဲ့ဆရာဝန်နဲ့အတူတူပဲဆိုတာပါပဲကဲအခုပြောပြပေးသွားတာတွေကတော့ကဘာကြီးမှာကြုံခဲ့ရတဲ့ထူးခြားစံပြတဲ့တိုက်ဆိုင်မှုတွေဖြစ်ပြီးဒီအရာတွေကိုတစုံတစ်ယောက်ကစီစဉ်ထားခဲ့တာလားဒါမှမဟုတ်တကယ်ပဲကဘာကြီးကတစ်ခုခုနဲ့ချိတ်ဆက်နေတာလားဆိုတာကတော့စဉ်းစားစရာပါပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုထပ်ပြီးတော့သိချင်သေးရဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်